မှာဖြစ်ပေါ်လာလို့ဧဝမေတ္တကေဝလတ္တဆိုတာဒုက္ခလုံးဝမပါဘူးဆင်းရဲဒုက္ခတက်တက်ဒုက္ခခန္ဓတ္တဒုက္ခအစုရဲ့တမှုတွေရောအခုလိုအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်လာမှုသည်ဟောဒီထင်ရှားတယ်ဒီလိုဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကမျက်စိကမြင်လိုက်တာကနေဆက်ပြီးတော့ပြောလိုက်တဲ့စကားလေဘဝမှာဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝဒီတိုင်းသွားနေတယ်ဆိုတာသဘောပေါက်နော်သက္ခုံသပတိသရူပိသဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်သောဖတ်တပစ္စယဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယဇရာမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တသမှုရိယောဟောတိလို့မြတ်စွာဘုရားဒီလိုပြောလိုက်တယ်အဲ့တော့အာယုံပြုပြီးတော့ကြည့်ရင်အဓိပ္ပာယ်ကရှင်းရှင်းလင်းလင်းသိတာတဲ့အနေထားပေါ့နော်တရားရီဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာမျက်စိနဲ့အစဉ်ဆုံးရင်ဒီပုံစံအတိုင်းပဲသွားရတယ်ဆိုတာကို